မင်္ဂလာပါကျွန်တော်ဒီ service ရာညီကိုတို့ပေါ့နော်ဒီမီတာတွေပေါ့မီတာတွေမှာကျွန်တော်ဒီဘက်ထရီတွေနဲ့တောင်းရတာပေါ့နော်9volt ဘက်ထရီတွေပါဒီကောင်တွေကအဲ့ကောင်တွေကအားခဏခဏကုန်တာပေါ့ကျွန်တော်တောင်းနေရင်တခါအားကုန်ပြီးတော့ TD skin မှာမမြင်ရတာပါရင်လည်းပေါ့နော်တိုင်ပတ်ပါတယ်ပြီးတော့ဒီကောင်တွေကလည်းသူက rechargeable non rechargeable ဆိုတော့အားပြန်သွင်းလို့မရဘူးပေါ့နော်အဲ့တော့ခဏခဏဝယ်လဲနေရတာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာဒီ lithium အလုံးနဲ့စားထွက်နေပြီကျွန်တော်ပြောပြပေးပါမယ်နော်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်ဒါ lithium R35 ကို2000 mAh နဲ့ထည့်မှာပေါ့နော်ပြီးတော့ဒီကောင်ကပြန်လဲအားသွင်းလို့ရတယ်ပေါ့အကုန်သွားလို့ရှိရင်လည်းပြန်သွင်းလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ boost menu လေးပေါ့ boost module လေးပေါ့နော်ဒီကောင်ကပါလဲဆိုရင်ကျွန်တော်ဒီ R boost လုပ်ပေးရတာပေါ့နော်ကျွန်တော်ဒီ lithium battery 4ခုကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဒီ9 volt ဘက်ထရီကိုသူက boost လုပ်ပေးမှာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်စတဲ့ပုံလေးကျွန်တော်ပြပေးမှာပေါ့ပြပေးပါမယ်အဲ့တော့ကျွန်တော်ဒီကတ်လေးမှာဆိုလို့ရှိရင်ကြည့်မှဆိုရင်သူကဒီမှာဒီမှာနှစ်စားရှိရဒီမှာနှစ်စားရှိရပေါ့နော်အဝင်အထွက်ပေါ့အဲ့မှာဒီမှာအင်းဆိုလို့ရှိရင်အင်းပေါင်းရဲ့အနှုတ်က2မျိုးရေးထားတယ်ကျွန်တော်ဒီမှာပထီအစပေါ့နော်ပထီ plus နဲ့ပထီ minus နဲ့4 volt ဆော့လိုက်တယ်ဆိုလို့ရှိရင်သူကဒီဘက်မှာ output ထွက်ပြမှာပေါ့နော်အဲ့ဒါအောင်မှသူကဒီမှာကြည့်မှဆိုလို့ရှိရင်လည်းသူကအညွန်လေးပါတယ်ဒီဘက်မှာသူကခဲဆက်တဲ့ဟာလေး A နဲ့ B နဲ့2 point ပါတယ်ပေါ့နော် A နဲ့ B နဲ့2 point ပါတော့သူ A ရော B ရောခဲလေးဖြုတ်ထားမှဆိုလို့ရှိရင်လည်းကျွန်တော်5 volt သူကထောက်ပြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဘက်ကနေပြီးတော့မထီတက်ပြီးတော့ဒီမှာအင်းနဲ့ပြင်တော့ခဲပြတ်တယ်ဆိုရင်ဒီဘက်မှာ5 volt ပေါ့နော်အဲ့ဒါကျွန်တော် power bank နဲ့လိုမျိုး5 volt ထုတ်ပြီးတော့သုံးနေတာဆိုလို့ရှိရင်လည်းဒီကလေးနဲ့သုံးလို့ရတယ်နော်ဟုတ်တယ်ပြီးတော့နောက်တစ်ခုကကြာပါလဲဆိုရင်ဒီမှာသူက A ကိုခဲဖွင့်ပြီးတော့ B ကိုခဲပို့မှဆိုလို့ရှိရင်10 volt တဲ့10 volt သုံးနေတဲ့နေရာဆိုလို့ရှိရင်လည်းသူကဟိုဟာလုပ်လိုက်ပေါ့ A ကိုခဲဖြုတ်ပြီးတော့ B ကိုခဲစိုက်ပေးလိုက်ပေါ့နော်ကျွန်တော်ခုသုံးမှာကြာ9 volt ပေါ့9 volt မှာဆိုလို့ရှိရင်ကြတော့ A ကိုခဲဖြုတ်ပြီးတော့ B ကိုခဲပို့ပေးရမှာအဲ့တော့ကျွန်တော်ဒီမှာဆက်ထားတာလေးပေါ့ဆက်ထားတာလေးကို A ကိုခဲလေးဖွင့်ပြီးတော့ B လေးကိုခဲပို့ပေးလိုက်ဒါပို့ထားတိုင်းထားလိုက်လို့ရှိရင်ဒါဒီဘက်မှာ9 volt ထွက်သွားမှာပေါ့နော်နှစ်ခုလုံးပို့မှဆိုရှင်လည်းတော့12 volt သူက default အနေနဲ့ကတော့သူက12 volt လာတာပေါ့နော်ကျွန်တော်ဒီမှာဘာကြီးတက်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ12 volt ထွက်နေမှာပေါ့ပြီးတော့မှကိုလိုချင်လို့ပြန်ဆင်ရမှာပေါ့နော်အခုကျွန်တော်အဲ့လေးကိုတစ်ချက်ခဲဆော်လိုက်မယ်နော်အပေါင်းတော့ဆောက်လိုက်ပြီဆိုရှင်တော့ဒီမှာမီးလေးလင်းလာပြီပေါ့နော်ဒီမီးလေးလင်းလာရင်ဒါဆိုရှင်ကျွန်တော်တို့ကအလုံးလုပ်ပြီပေါ့နော်တကယ်လို့မီးလင်းတာမကြိုက်ဘူးဆိုရှင်လည်းဒီနားလေးမှာခဲပွိုင်းလေးဖြုတ်ပြီးတော့ဖြောက်လိုက်လို့ရပါတယ်ကျွန်တော်ဒီမှာဘိုးတစ်ချက်တိုင်းကြည့်မယ်နော်ဒီမှာတရားနဲ့တိုင်းလိုက်မယ်ဟိုကောင်နဲ့တိုင်းအဲ့တော့ဒီမှာဘယ်နှဘိုးထွက်နေလဲချက်ကြည့်မယ်ဒါဆိုရင်ဒါ12ဘိုးထွက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့12ဘိုးဒီပေါ်ပိုင်းပထဝီပိုင်းနဲ့ထည့်ပြီးတော့12 volt ကျွန်တော် Wi-Fi UPS ပုံစံမျိုးဆင်လို့လည်းရတယ်။နောက် Wi-Fi သုံးရင်လည်းဒီကနေသုံးလို့ရတယ်။တော့ 1A လောက်တော့ထွက်တာပေါ့နော်။ဟုတ်ပြီကျွန်တော်တို့ကိုသုံးပါ9 volt ဆိုတော့ကြတော့ဒီမှာ B ကို A ကိုခဲဆက်ထားပြီး B ကိုခဲလေးဖြုတ်ပြီးလိုက်ပေါ့နော်။အဲ့ဒါဒီမှာသူက AB point လေးကိုသူက B ကိုခဲဖြုတ်ပြီးလိုက်မယ်။ဒါဆိုရင်ဒါ B ကိုခဲဖြုတ်လိုက်တယ်နော်ဒီခဲပြောလိုက်ပြီအဲ့ဒီမှာဘယ်နှဘိုးထွက်လဲတစ်ချက်တန်းကြည့်လိုက်မယ်9 volt နော်9 volt 3ဆိုတော့9 volt ပေါ့နော်9 volt ထွက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာမီတာမှာဒီမီတာမှာကျွန်တော်တက်မှာပေါ့နော်အဲ့ကြဒီဘက်ထရီနေရာမှာကျွန်တော်တို့ကဒီမှာ1ဆန်းနဲ့စထုတ်လိုက်တာပေါ့နော်အပေါင်းနဲ့ထုတ်လိုက်တယ်ထုတ်ပြီးတော့ဒီကနေပြီးတော့အပေါင်းလုံးနဲ့ဆော်လိုက်ရုံပဲဒါလေးပဲဆိုရင်ကြည့်ခဲရနော်ဒါဆိုရင်ကျွန်တော်ဒီမှာ module လေးနဲ့ဒါရပါပြီပေါ့နော်အဲ့တော့ဒီမှာပွင့်လာပြီမီတာလည်းပွင့်လာပြီမှာကျွန်တော် TD scale မှာချက်ထားပြီးတော့အတန်နေပါစမ်းကြည့်ဟောစာ scale ပေါ့နော်အတန်ကြည့်ပြီးငြိမ်းတာပဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီပထီလေးကဘယ်လောက်နေလဲဆိုရင်ချက်ဒီပတီပေါ့နော်ဒီပတီတွေကပါလဲဆိုရင်သူက600 mAh ပဲပါတယ်600 mAh ဆိုလို့ရှိရင်ကျွန်တော်ဒီထည့်လိုက်တာ2000 mAh ဆိုတော့ကြတော့ဒါ
3လုံးစာလောက်ဒီကောင်အားနေတယ်ပေါ့နော်တစ်ခါအားပြည့်ဆိုရှင်3လုံးစာလောက်နေတယ်ပြီးတော့ဒီကောင်ကအားကုန်ပြီဆိုရှင်ပြန်တွင်းလိုက်အောင်ပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်ကြည့်ကြမလို့ပေါ့နော် AC 3လို့ရတယ်ကျွန်တော်ဒါလေးကိုဘယ်လိုလုပ်မလဲဆိုရင်ဒီကောင်လေးကိုဒီလိုလေးထိုင်ပါပေါ့ဒီနားမှာတစ်ပတ်တင်းနဲ့ကတ်မယ်ကတ်ပြီးလို့ရှိရင်ဒန်းလေးထိုင်မယ်ပေါ့နော်ဒီရောက်ပါပဲနက်ပေါက်လေးပါတယ်အဲ့နက်ပေါက်လေးနဲ့ဒီမှာဖောက်ဆွဲမယ်ပေါ့နော်ဖောက်ဆွဲပြီးတော့ဒန်းလေးထိုင်တော့ဒါပဲပြီးအားကုန်လို့ရှိရင်လည်းဒီကောင်အစီရင်စောကြဖြုတ်လဲလိုက်လို့ရတယ်ပေါ့နော်ဒန်းလေးသုံးပါပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မီတာပထီခဏခဏဝယ်ကြမလို့တော့ပေါ့နော်အားလုံးအဆင်ပြေကြပါစေ